1989နိုဝင်ဘာလအစောပိုင်းမှာအမေရိကန်နိုင်ငံမိန်းပြည်နယ်ကကလေးကူစိတ်ဆရာဝန်တယောက်ကသူကူးသားတဲ့ဆက်ရှင်တွေမှာတော်တော်ထူးဆန်းတာတွေကြုံလာလို့ရဲတွေခေါ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။သူဆွေးနွေးကူးသားပေးနေတဲ့ကလေးတယောက်ကသူ့ရဲ့တငယ်ချင်းအကြောင်းကိုပြောပြတာကနေစခဲ့တာပါ။အဲ့တငယ်ချင်းကစိတ်ကူးရင်တငယ်ချင်းဖြစ်နေပြီးတော့ကလေးကအဲ့တငယ်ချင်းကို Mr. Smile လို့ခေါ်ပါတယ်။ဆွေးနွေးခန်းဆက်ရှင်တွေမှာသူ့အကြောင်းတွေအများကြီးပြောပြပါတယ်။သူကအမြဲပြုံးနေပြီးတော့အနားမှာသူရှိနေပျော်စရာကောင်းနေပြီးအကုန်အဆင်ပြေနေသလိုခံစားရလို့သူ့ကို Mr. Smile လို့ခေါ်တာလို့ပြောပါတယ်။ကောင်လေးကဒေါသကြီးပြီး depression ဝေဒနာရှိလို့ကုသနေရတာပါ။ဒါပေမဲ့ Mr. Smile ရှိနေဒေါသတွေဝမ်းနည်းမှုတွေပျောက်သွားတယ်လို့ပြောပါတယ်။ Mr. Smile ရောက်လာရင်ဘာစကားမှမပြောပဲဂရင်ချေရင်းမှာပဲရက်နေတယ်။သူစီကတရားငှက်တိုက်မှုလို့အနမ်းထွက်နေပြီးတော့သူရှိနေကောင်လေးကစိတ်အေးနေပြီးလုံခြုံတယ်လို့ခံစားရပါတယ်။ကလေးကသူ့အိမ်ကပြဿနာတွေကြောင့်စူပူတောင်းကျမ်းစိတ်တွေဖြစ်လာပြီးတော့အပြဿနာတွေကိုလက်ခံနိုင်ဖို့သူ့မတိစိတ်ကနှစ်သိမ့်ပေးမဲ့စိတ်ကူးရင်တငယ်ချင်းတယောက်ကိုဖန်တီးလိုက်တာလို့ပဲစိတ်ဆရာဝန်ကမှတ်ယူထားခဲ့ပါတယ်။ဒါပေမဲ့နောက်တော့အသက်9နှစ်အရွယ်မိန်းကလေးတယောက်ကသူ့ရဲ့စိတ်ကူးရင်တငယ်ချင်း Mr. Smile အကြောင်းကိုပြောလာပါတယ်။နောက်တော့9နှစ်အရွယ်ယောက်ျားလေးတယောက်နောက်တော့12နှစ်အရွယ်ယောက်ျားလေးတယောက်နောက်တော့17နှစ်အရွယ်မိန်းကလေးစိတ်ဆရာဝန်ကို Mr. Smile အကြောင်းပြောလာတဲ့လူနာတွေ15ယောက်လောက်ရှိလာပါတယ်။ပထမ3-4ယောက်လောက်မှာတော့တိုက်ဆိုင်တာလိုပဲမှတ်ခဲ့ပါတယ်။စိတ်ကူးရင်တငယ်ချင်းဆိုတာကလေးတော်တော်များများမှာရှိတတ်ပြီးတော့ Mr. Smile ဆိုတဲ့နာမည်နဲ့ပုံစံကလည်းရိုးရှင်းတာမို့စိတ်ဆရာဝန်ကဘလို့မှမအောင်မိခဲ့ပါဘူး။ဒါပေမဲ့ Mr. Smile အကြောင်းကိုပြောတဲ့လူနာတွေပိုများလာတဲ့အခါမှာစိတ်ပူလာပြီးတော့အသေးစိတ်အချက်တွေကိုမေးခဲ့ပါတယ်။အဲ့ကလေးတွေအကုန်သူ့အကြောင်းကိုပြောပြတဲ့ပုံစံနဲ့ပြောပြတဲ့စကားတွေကတထက်တည်းဖြစ်နေပါတယ်။သူတို့တယောက်နဲ့တယောက်အဆက်အသွယ်ရှိဖို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်ပါဘူး။အဲ့ကလေးတွေကကလေး9ယောက်ကအိမ်မှာပဲစားတင်နေပြီးတော့မိဘတွေဈေးဝယ်ထွက်တာတို့ဘာလို့မှလိုက်တာကလွဲလို့အိမ်ပြင်ကိုတော့မထွက်ကြဘူးလို့သိရပါတယ်။ဒီကလေးတွေအကုန်ဒီစကားတွေပြောဖို့တိုင်ပင်ထားတာလုံးဝမဖြစ်နိုင်ပါဘူး။အဲဒါကြောင့်စိတ်ဆရာဝန်ကတခုဆုံးဖြတ်လိုက်ပြီးတော့ကလေးတယောက်ချင်းစီရဲ့မိဘတွေကိုတီးတန့်စကားပြောပါတယ်။အချက်လက်တွေအများကြီးတော့မပြောဘဲနဲ့ကလေးတွေနဲ့ဆွေးနွေးရင်းနဲ့စိတ်ပူရမယ့်အကြောင်းအရာတခုသိလာရပြီးတော့ကလေးတွေအန္တရာယ်ရှိနေနိုင်တယ်ဆိုတာကိုပြောခဲ့ပါတယ်။ဒီကိစ္စကိုရဲတွေနဲ့ဆွေးနွေးခွင့်မိဘတွေစီတောင်းခဲ့ပြီးတော့မိဘတွေကလည်းသိလာရသမျှသူတို့ကိုအတိပေးဖို့ပြောပြီးခွင့်ပြုခဲ့ကြပါတယ်။နောက်ပတ်မှာရဲတွေကအဲ့ကလေးတွေကိုသူတို့တငယ်ချင်းပုံစံအတိအကျကိုမေးပေမဲ့သူပြုံးနေတယ်ဆိုတာနဲ့သူများတွေနဲ့မတူဘူးဆိုတာကလွဲလို့ဘာမှမပြောနိုင်ကြပါဘူး။ပြီးတော့သူအိမ်ထဲကိုဘလို့ဝင်လာလဲသူရှိနေတော့ဘာတွေပြောလဲလှုပ်လဲဆိုတာအကုန်မေးပါတယ်အခုအချိန်မှာတော့စိတ်ဆရာဝန်နဲ့မိဘတွေနဲ့ရဲတွေကဒီ Mr. Smile ဆိုတာတကယ်ရှိပြီးတော်တော်အန္တရာယ်ရှိနိုင်တယ်လို့ယုံကြည်ထားကြပါတယ်ရဲတွေကအိမ်အနီးနားတဝိုက်မှာရာဇဝတ်ကောင်တွေရှိလားစစ်တော့မရှိဘူးဆိုတာသိရပါတယ်ဒါပေမဲ့ Mr. Smile ဆိုတာကတော့ဒီကလေးတွေရဲ့အိမ်ကိုညရောက်ရင်ခိုးဝင်နေတဲ့လူတစ်ယောက်ဆိုတာတေးကြတယ်လို့မှတ်ယူထားကြတာပါသူအိမ်ထဲဘလို့ဝင်လဲဆိုတာကလေးတယောက်မှမသိပါဘူးသူတို့တရေးနိုးရင်ဂရင်ချေရင်းမှာရက်နေတယ်လို့ပဲပြောပါတယ်။တခါတလေအင်္ဂလိပ်ဘာသာမဟုတ်တဲ့သားချော်တေးလို့တခြင်းတစ်ခုဆိုနေပြီးတော့လုံးကျုံဘေးကင်းနေတယ်လို့ခံစားရတယ်လို့ပြောကြပါတယ်။ကလေးတွေက Mr. Smile ရဲ့ပုံစံကိုမပြောပြနိုင်တဲ့အတွက်နောက်ဆုံးမှာတော့ပုံဆွဲပြခိုင်းလိုက်ပါတယ်။ကလေးတွေအကုန်ရောင်းဆုံးခဲတဲ့အနီးကိုယူပြီးစာရွက်တစ်ခုလုံးအနီးတွေပြည့်နှက်နေတဲ့အထိခြေပြကြပါတယ်။အဲ့ဒါဘာလဲလို့မေးတော့ Mr. Smile ရဲ့ပုံကိုဆွဲပြတာလို့ပြောပြီးခေါင်းနဲ့ခြေထောက်တွေလက်တွေဘယ်မှာလဲလို့မေးတော့ဆွဲထားတယ်လို့ပဲပြောကြပါတယ်။သူတို့ဂရင်ချေးမှာရက်နေတဲ့လူပုံကိုအတိအကျဆွဲပြထားတာလို့ပြောပြီးတော့စာရွက်တစ်ရွက်လုံးအနီးတွေပဲခြေထားတာလို့ပြန်ပြောပြတဲ့အခါမှာသူတို့ကိုလိန်တယ်လို့ဆွဲရမလားဆိုပြီးဒေါသထွက်လာကြပါတယ်။ဆရာဝန်ကစိတ်အထင်သက်သက်နဲ့ပဲစေးနီခြေထားတဲ့စာရွက်တစ်ရွက်ကိုတခြားကလေးတွေကိုပြပြီးဘာပုံလဲလို့မေးကြည့်လိုက်ပါတယ်။ကလေးတွေအကုန်စာရွက်ကိုဘသူအယောင်ခြေခဲ့လဲဘာမှနဲ့ခြေခဲ့လဲလုံးဝမသိတဲ့အပြင်ဒီကိစ္စနဲ့ပတ်သက်နေတဲ့တခြားကလေးတွေရှိတယ်ဆိုတာလဲလုံးဝမသိဘဲနဲ့အဲစာရွက်မှာဆွဲထားတာ Mr. Smile ရဲ့ပုံလို့ပြောကြပါတယ်ကလေးတွေကိုအခန်းထဲမှာကင်မရာတွေကလေးစောင့်ကြည့်စက်တွေတက်ပြီးစောင့်ကြည့်လာကြပါတယ်မိဘတွေကလည်းမအိပ်ကြတော့ပဲကလေးတွေအိပ်နေတာကိုမော်နီတာကနေညာလုံးမောက်စောင့်ကြည့်ကြပါတယ်ဒါပေမဲ့အိတ်ခန်းတွေကိုလူအဝင်အထွက်လုံးဝမတွေ့ရပါဘူးစောင့်ကြည့်စက်တွေကနေကလေးတွေရဲ့ဟောက်တန်ရောင်တန်တွေကလွဲလို့ဘာသာမှလည်းမကြားရပါဘူး Mr. Smile ဆိုသူရဲ့အရေးအယောင်ကိုလုံးဝမတွေ့ခဲ့ကြပါဘူးအဲ့လိုနဲ့နှစ်ပတ်ကြာပြီးတဲ့အခါမှာ Mr. Smile ဆိုတာတကယ်မရှိဘူးလို့ပဲထင်လာကြပါတယ်တခြားစိတ်ဆရာဝန်တွေလည်းအတူတူထင်အောင်ထင်မှဖြစ်ကြတဲ့ထူးဆန်းဖြစ်ရတဲ့ခုလိုပဲသတ်မှတ်လိုက်ကြပါတယ်
ဖြည့်ရှင်းချက်မပေးနိုင်ပေမဲ့ခိုင်လုံတဲ့အထောက်အထားလည်းမရှိပါဘူးဒီမစ္စတာစမိုင်းဆိုတာကြီးကကလေးတွေအားလုံးကြည့်ဘူးတဲ့ TV အစီအစဉ်တစ်ခုဇာတ်ကားတစ်ခုကနေစိတ်ဆွဲသွားလို့အိမ်မက်မကြတာဖြစ်မယ်ဆိုပြီးတချို့ကပြောကြပါတယ်ဒါပေမဲ့နောက်တော့ကောင်လေးတစ်ယောက်ပျောက်သွားပါတော့တယ်မနက်2 နာရီလောက်မှသူ့အခန်းထဲကကင်မရာအလုံးမလုံးတော့လို့အမေဖြစ်သူကအပြေးလွှားသွားကြည့်တော့အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူးကလေးရဲ့အခန်းကိုသွားဖို့ဘယ်လောက်မှမကြာတာမို့အဲ့အချိန်လေးအတွင်းမှာမျက်စိရှိကပျောက်တဲ့အထိကောင်လေးအပြင်ထွက်သွားတာလူတစ်ယောက်ဖမ်းခေါ်သွားတာမျိုးကလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါဒါပေမဲ့ကောင်လေးကတော့မရှိတော့ဘူးသူ့မိကတော့အဲ့အချိန်အခန်းထဲမှာတရားငှက်တိုက်မို့လို့အနံ့ရတယ်လို့ပြောပါတယ်ကောင်လေးကိုလိုက်ရှာတာဘာမှမထူးခဲ့ပါဘူးအိမ်သားမှာကောင်လေးမပြောက်ခင်အချိန်နဲ့ပျောက်တဲ့အချိန်မွန်မှန်တာထူးဆန်းတာတခုမှမတွေ့ကြပဲဘာချီရလက်ရမှမကြံခဲ့ပါဘူးနောက်တစ်ပတ်မပြည့်ခင်မှာပဲမစ္စတာစမိုင်းအကြောင်းပြောခဲ့တဲ့ကလေးမလေးတယောက်လည်းပျောက်သွားပါတယ်နောက်တော့မိန်းကလေးနောက်တစ်ယောက်ယောက်ျားလေးနောက်တစ်ယောက်တယောက်ပြီးတယောက်ပျောက်သွားကြပြီးတော့နောက်ဆုံးမှ4 ယောက်ပဲကျန်ပါတော့တယ်ကျန်တဲ့ကလေး4 ယောက်ကမစ္စတာစမိုင်းနဲ့သူ့တငယ်ချင်းတွေမကြခင်သူတို့ကိုလာခေါ်တော့မယ်လို့ပြောလာပါတယ်သူ့တငယ်ချင်းတွေဆိုတာဘသူတွေလဲလို့မေးတော့မစ္စတာစမိုင်းကတခြားပြုံးနေတဲ့လူတွေနဲ့အတူပျော်စရာကောင်းတဲ့နေရာမှာနေပြီးတော့သူတို့ကိုလည်းအဲ့ကိုခေါ်သွားတော့မှလို့ပြောပါတယ်အဲ့မှာလူတွေအများကြီးရောက်နေပြီဖြစ်ပြီးအဲ့နေရာမှာဆိုအကုန်လှပနေတာလို့ပြောကြပါတယ်မစ္စတာစမိုင်းကတခြားလူတွေလိုစကားပြောလို့မရလို့သူတို့ရဲ့ခေါင်းထဲမှာစကားလာပြောပြီးခေါ်သွားမယ့်နေရာရဲ့ပုံတွေကိုခေါင်းထဲမှာလာပြတယ်လို့ကလေးတွေကပြောပါတယ်အခြေအနေတွေပိုဆိုးလာပါတယ်3-4 ပတ်လောက်အကြာမှာကလေးတွေကခေါင်းကိုက်တာတွေမိုးအေးတာတွေဖြစ်လာပြီးတော့ကျောင်းချိန်တွေမှာလည်းကြောင်6 ချားတွေဖြစ်နေကြပြီကလေး2 ယောက်ကမစ္စတာစမိုင်းပြနေတဲ့နေရာကိုမကြိုက်တော့ဘူးလို့ပြောလာပါတယ်နောက်တစ်ယောက်ကအယောင်တွေကကြည်ရဆိုလို့မပြပါနဲ့တော့ဆိုပြီးအော်ဟိနေပါတယ်နောက်ကလေးတစ်ယောက်ကလည်းမစ္စတာစမိုင်းသူတို့ခေါင်းထဲမှာစိုးရတဲ့စကားတွေကိုအဆက်မပြတ်ပြောနေပြီးတော့ဘာတွေပြောလဲဆိုတာသူတို့မိဘတွေကိုမသိစေချင်လို့ပြန်ပြောပြလို့မဖြစ်ဘူးလို့ပြောပါတယ်စိတ်ဆရာဝန်ကမစ္စတာစမိုင်းပြောတာတွေကိုစာနဲ့ချရေးပြီးပါဘသူကမှမပြပါဘူးလို့ဂရုပေးတဲ့အခါမှာကောင်လေးတစ်ယောက်ကိုတော့ယုံကြည်အောင်နားချနိုင်ခဲ့ပါတယ်ကောင်လေးရေးပြခဲ့တာတွေကိုဆရာဝန်နဲ့ရဲတွေသိခဲ့ပေမဲ့သူတို့ကိုအဲ့စာတွေအကြောင်းမေးလိုက်တိုင်းအတန်တိတ်သွားကြပြီးတော့ချက်ချင်းစကားလမ်းကြောင်းလွှဲကြပါတယ်ကလေးတွေကညဆိုရင်မအိပ်ကြတော့ပါဘူးကတင်ပေါ်မှာတောက်တောင်ကြီးထိုင်နေပြီးမျက်တောင်မခတ်အတန်တစ်စက်မှမထွက်တုတ်တုံးမှမလုပ်ပဲနေရန်ကိုပဲစိုက်ကြည့်နေကြပါတယ်အိတ်ဆေးပေးလဲအလကားပါပဲကောင်မလေးတယောက်ကထူးဆန်းတဲ့ဆက်ဝိုင်းလိုအမှတ်သားတွေကိုသူ့ရေပြားပေါ်ကုတ်ချပြီးဆွဲလာပါတယ်ကောင်လေး2 ယောက်ကပုံမှန်စကားမပြောနိုင်ကြတော့ပါဘူးသူတို့ပြောနေတဲ့စကားတွေကဘယ်ဘာသာလဲဆိုတာလူပေါင်းစုံကိုနားထောင်ခိုင်းခဲ့ပေမဲ့ဘယ်သူမှဘာသာမပြန်နိုင်ခဲ့ပါဘူး1999မှာတော့ကလေး4 ယောက်လုံးပျောက်ကွယ်သွားပါတော့တယ်ဘယ်သူခေါ်သားလဲဆိုတာခြေရလက်ရရှာမရပဲသူတို့သေလားရှင်လားဆိုတာတော့မသိနိုင်ခဲ့ပါဘူးတန်တရားရှိစရာလူလဲတယောက်တောင်မတွေ့ရပဲကလေး4 ယောက်လုံးတခြားကလေးတွေလိုပျောက်သွားပြီးတော့မဖြေရှင်းနိုင်တဲ့ပျောက်ဆုံးမှုကြီးအဖြစ်ကြံခဲ့ပါတော့တယ်